ဘာဖလားချန်ပီယံဖြစ်လာမယ့်အသင်းကတော့သမိုင်းမှာမှတ်တမ်းတစ်ခုကိုချင်းသေးပေါရိတ်ထိုးတော့မှာပါအားလုံးပဲမင်္ဂလာပါပြေးရှန်ကနေပြန်လည်ကြိုဆိုလိုက်ပါရစေလက်ရှိကစားနေတဲ့ကဘာဖလားဟာတချို့အမြင်မှာတော့သမိုင်းတစ်လျှောက်ကနဝင်ကစားသမားတွေဖြစ်ကြတယ်ခရစ္စတီယာနို ရိုနယ်ဒိုနေမာလူကာမိုဒရစ်ဂျိန်းရိုဒီဂိုလူကာကူဒီဘရိုင်းစားတဲ့ကစားသမားတွေထွက်ခွာသွားတာကြောင့်အတိတ်ပဲကင်းမဲ့သွားပြီလို့မြင်နေကြပေမဲ့တစ်ဖက်မှာလည်းစိတ်ဝင်စားစရာအကြောင်းရင်းတွေကကြန့်ရှိလို့နေပါတယ်အဲ့ဒါက1958 1960နှစ်တုန်းကကဘာဖလားနှစ်နှစ်ဆက်ချန်ပီယံဖြစ်ခဲ့တဲ့ဘရာဇီးအသင်းနောက်ပိုင်းအာဂျင်တီးနားကချန်ပီယံဖြစ်ခဲ့ရင်ပထမဆုံးချိန်ကဘာဖလားကိုနှစ်ချိန်ဆက်တိုက်ပူဆွဲတဲ့အသင်းဖြစ်လာမှာပါနောက်ပြီးအင်္ဂလန်အသင်းကလည်းနှစ်ပေါင်း60တွင်ပထမဆုံးချိန်ချန်ပီယံဆုကိုစကူးသွားဖို့ရှိသလိုပြည်သစ်အသင်းကသာချန်ပီယံဖြစ်ခဲ့ရင်ကီလီယန်အမ်ဘာပေတယောက်အသက်28နှစ်မပြည့်ခင်မှာတင်ကဘာဖလားနှလုံးပိုင်ဆိုင်သွားဖို့ရှိနေပါတယ်ဒါပြင်စပိန်အသင်းသာချန်ပီယံဖြစ်ခဲ့ရင်လပိုင်းကြမယ်တယောက်အသက်18နှစ်ရွယ်နဲ့ကဘာဖလားရောယူရိုဖလားကိုပါစကူးနိုင်တဲ့သူဖြစ်လာမှာပါအာဂျင်တီးနားကပြီးခဲ့တဲ့2020ကာတာမှာကျင်းပခဲ့တဲ့ကဘာဖလားမှာချန်ပီယံဖြစ်ခဲ့တာကြောင့်ယခုတစ်ခေါက်ကဘာဖလားမှာလည်းချန်ပီယံဖြစ်ခဲ့ရင်ကဘာဖလားကိုဘတ်တူဘတ်ချန်ပီယံဖြစ်သတ်မှတ်ခံရမှာဖြစ်ပြီးဒါကလည်းဘရာဇီးအသင်းနောက်ပိုင်းနှစ်ပေါင်းများစွာပင်နိုင်ငံအသင်းမှမရဘူးတဲ့အမှတ်တမ်းမျိုးဖြစ်နေတာမို့လို့စိတ်ဝင်စားစရာကောင်းနေတာပါတစ်ဖက်ကအင်္ဂလန်ကလည်းသူတို့အနေနဲ့လွန်ခဲ့တဲ့1966ခုနှစ်ကဂျာမနီကိုနိုင်ရပြီးကဘာဖလားချန်ပီယံဖြစ်ပြီးတဲ့နောက်ကဘာဖလားမရသေးတာဟာနှစ်ပေါင်း60အထိရှိခဲ့ပါပြီဒါကြောင့်ဒီတစ်ချိန်ဟာအင်္ဂလန်တို့အတွက်နှစ်ပေါင်း60ကြာနေပြီဖြစ်တဲ့ချိန်သာစိုးကိုချိုးပြတ်ဖို့အချိန်ရောက်နေခဲ့တာပါပြင်သစ်ကတော့သူတို့ရဲ့တင်ကောင်းဆောင်အမ်ဘာပေတယောက်အသက်28နှစ်မပြည့်ခင်မှာပဲကဘာဖလားနှစ်ချိန်ချန်ပီယံဖြစ်လာဖို့ရှိနေကြတာပါတကယ်လို့ပြင်သစ်သာချန်ပီယံဖြစ်ခဲ့ရင်ဘာပေကအသက်ငယ်ငယ်ရွယ်နဲ့တမိုင်းမှာစံချိန်တင်သွားမှာပါအလားတူစပိန်ကလည်းလပိုင်းကြမယ်လို့ကစားသမားရဲ့ခြေစွမ်းပြမှုတွေကြောင့်ဒီနေ့ကဘာဖလားမှာသာချန်ပီယံဖြစ်ခဲ့ရင်အသက်18နှစ်အရွယ်မှာတင်ယူရိုပီယံကဘာဖလားကိုပါသိမ်းပိုက်ဖို့ရှိနေကြတာပါ